မင်္ဂလာပါ 4.2 ကိုခြားခြားလေးရဲ့indicator လေးအကြောင်းကိုကျွန်တော်ဆက်ပြောမယ်နော်4.2 ကိုခြားခြား indicator လေးကtheory လေးပါလေးနဲ့ဆိုတော့တည်တင်လို့ကျွန်တော်ဒါကျွန်တော်ပြောတာနော်အရင်ကလည်းပြောဘူးတယ်နော်အခုကျွန်တော်ဆက်ကလိုက်တဲ့အခါမှာဟုတ်လားသူကဗျာအထွက်diode ပေါ့နော်အထွက် radial လုပ်တဲ့ switch diode အဲ့မှာ तू ကတကယ်ကဘယ်လိုလုပ်ထားလဲဆိုတော့เนาะဒီလိုပဲဗျဒါ LED အနီเนาะ LED အနီเนาะနောက်တကဒီက wire နေပေါ့เนาะဟုတ်လားအောက်ဘက်အထွက်ရ 4.2 ကိုအထွက်เนาะ 4.2 ကို switch mode ကအထွက်เนาะဒီဘက်ကဒါအောက်ဘက်ထွက်သွားတယ်အပေါင်းနေเนาะအဲ့မှာ तू အောက်ဖို့အထွက်အပေါင်းကိုညနေဒိုင်အုပ်ပြန်ရင်လာတယ်လူလာပြီးတော့ဒိုင်အုပ်မဟုတ်တာ LED အစိမ့်ပေါ့နော်အစိမ့်ဒါအနီသူထိတ်ဆိုင်လာတယ်နော်ဒီမှာဟိုဟာလောက်ထားတယ် 1K ပဲစာပြီးတက် 1K နော်ဒါကအနှုတ်ပေါ့နော်နှုတ်ကိုနှုတ်အဲ့လိုလောက်ထားအနှုတ် supply ထွက်မယ်ဒီမှာခြားခြားbattery အိုးလေးကိုချိန်မှာပေါ့ဗျာဒီမှာဟုတ်လားအပေါင်းအနှုတ်ဒါ something ပေါ့နော် 3.7 volt နော်ဒါပေမဲ့သူအပြည့်ဆိုရင် 4.2 volt ဆိုရင်ဒါခြားခြားပြည့်တယ်လို့သတ်မှတ်တယ်နော် lithium အိုးတွေအဲ့တော့သူကဘယ်လိုလုပ်ထားလဲဆိုတော့နော်စရင်အချိန်ကျ तू က 3.7 လောက်ပဲရှိမှာပေါ့ဗျာနော်ဘိုးနေနေမှာပေါ့ဗျာbattery သွင်းကစားဘိုးနေနေတဲ့အခါကျတော့ဒီ switch mode က 4.2 ကို drive လုပ်တယ် 4.2 ကို drive လုပ်နေတဲ့အချိန်ထုတ်နေတယ်ပေါ့ 4.2 ကနေswitch mode က 4.2 အောက်နေနေတယ်ဗျာဒီကောင်နေတော့ဒီလိုဆွဲရောဒီလို 4.2 ကိုပေးနေ 4.2 ကိုပေးနေတဲ့အချိန်မှာသူ့ကိုလည်း on တယ်သူကလည်း on ပြီးတော့ဒီကောင်ကို charging သွင်းတယ်နောက်တော့ဒီကောင်ကတကယ်တော့ LED တွေကဒီ 4.2 အရင်ကလာတာသူကလည်းဒီလိုပဲသူကလည်း LED ဆိုမဲ့pass တွေကိုသူလင်းနိုင်တယ်ဗျာpass တွေကဒီလိုလာတယ်ဗျာဟုတ်လားဒါမျိုးလေးတွေပေါ့ဗျာသဘောကနော်ကျွန်တော်လည်းစကုတ်နဲ့ကြည့်နေ pass လေးတွေက DC pass လေးတွေဒါပေမဲ့တော့ reverse လည်းရှိတယ်ဒါပေမဲ့ဒီ LED က reverse မလင်း forward လေးမှလင်းတယ်သူကအနီးဆိုတာကနော်ဒီမှာပြထား 1.8 ကနေ 2.2 ကိုလင်းတယ်လင်းတော့အဲ့တော့ဒီကောင်ကဟာလင်းလိုက်ရင်သူ့မှာ drop ကဘယ်လောက်ကြာမလဲဆိုတော့ဗျာတွက်လို့လွယ်အောင်နော် 2.2 လို့ပဲသတ်မှတ်လိုက်ပါဗျာ 2.2 လို့သတ်မှတ်လိုက်ပါဗျာဒီမှာ2 volt လောက်ကြာတယ်နော်2 volt လောက်ကြာတယ်ဒီကောင်ကဘယ်လောက်ကြာလဲ तू ကဟိုပါပေါ့ဗျာdiode ရဲ့ forward knee voltage LED diode ရဲ့ forward knee voltage ကဘယ်လောက်ကြာလဲဆိုတော့2.2 လို့ကျွန်တော်ယူလိုက်တယ်ဗျာ 2.2 ဆိုရင်ဒီမှာ2 volt လောက်ကြာတယ်နော်ဒါကဘာလဲဆိုတော့နော်ဒီဘက်ကအပေါင်းပေါ်တယ် LED ပေါ်မှာနော်ဒီဘက်အနှုတ်ပေါ်တယ်ဒီကအပေါင်းပေါ်တယ်အနှုတ်ပေါ်တယ်ဒီလိုစီးတယ်နော်ကားချုပ် voltage လောရလားလျှက်စီးလားရဝင်တဲ့ခေါင်းမှာအပေါင်းဖို့ပေါ်တယ်ဟုတ်လားဒီကအနှုတ်ဖို့ပေါ်တယ် 1K ပေါ်မှာ2 volt လောက်ပေါ်တယ်နော်2 volt လောက်ပေါ်တယ်အစိမ့်ကြတော့အဲ့မှာ तू က 3.7 လောက်ဖြစ်နေတယ်ဗျာဘိုးကနေနေမယ်ဗျာဟုတ်လားနေနေတဲ့အချိန်မှာgreen ကတကယ်တော့ကျွန်တော် 3.4 လို့ပဲလုပ်တာနော်တွက်ချက်ရသူက 3.4 လောက်တောင်းနေဗျတောင်းတော့ 3.7 ဖြစ်နေတယ်ဗျာ 3.7 ကသူတောင်းနေ 3.4 နဲ့ဒီ potential difference ရှာလိုက်ရင် 3.7 နဲ့နော်သူကလည်းအပေါင်းနော်ဒီဘက်တော့ဒီ level ground ပေါ်တည်တယ်ဆိုတော့3.7 က2ကိုနှုတ်လို့ရမှာပေါ့ဗျာနှုတ်တော့ဘယ်လောက်ကျန်လဲဆိုတော့1.7 နော် 1.7 လောက်ဆိုရင် LED ကမလင်းဘူး LED ကတောင်းတာ 3.4 လောက်မှလင်းတာနော်တကယ်ဒီနှစ်ခုခြားနာချက်ကသူလိုအပ်တဲ့ 3.4 နီးဖို့တွေကိုမရဘူးเนาะ forward နီးဖို့တွေကိုမရတဲ့အတွက်အစိမ့်ရမလင်းဘူးအဲ့တော့ခြားသွင်းနေတဲ့အချိန်မှာအနီကလင်းတယ်เนาะခြားသွင်းနေတဲ့အချိန်အနီလေးကဒီလိုစီးပြီးတော့လင်းတော့ဒီဘိုးအားပေါ်တယ်ဒီဘိုးအားကြောင့်ဒီကောင်လည်းပိတ်တဲ့သဘောเนาะအဲ့ဒီအချိန်မှာเนาะ
သူကနော်ကျွန်တော်တို့ supply မပေးဘူးဆိုရင်3.7 နဲ့လင်းတယ်နော်အဲ့တော့တချို့ဆိုရင်ဒါလေးလင်းနေတယ်သူတို့မကြိုက်တာရှိတယ်သူကဒီက battery ဒီလစ်သနီယာအိုးတက်ထားရင်သူကလင်းတယ်မပြည့်လဲအစိမ့်လေးလင်းတယ်ဒီကောင်အဝင်မရှိအဝင်ရှိလိုက်တော့မှဒီကောင်က2ဖို့လောက်ပေါ့ပြီးတော့အစိမ့်ကပိတ်သွားတချို့ဆို2ရောင်လုံးလင်းနေတယ်ဆိုတာကဗျာသူလိုအပ်တဲ့ဘိုးကိုရောက်နေတော့နော်အဲ့ဒါဟုတ်ပြီနော်အနည်းပဲအချိန်ပိတ်သွားလဲဆိုတော့ 4.2 ဒီမှာဖြစ်သွားတဲ့အချိန်မှာဒီမှာမစီးတော့ဘူးဒီကောင်မထုတ်ပေးတော့ဘူးဗျာ password module လေးတာဒီswitch mode power supply ကထုတ်မပေးတော့ထုတ်မပေးတဲ့အခါကျတော့ဒီအစိမ်းကဒီလိုစီးပြီးတော့လင်းတယ်နော်ဒီလိုနော်အဲ့သဘောတရားလေးနော်အဲ့တော့ဒီဖူးဖြစ်တယ်ဆိုရင်အစိမ်းလေးလင်းမယ်သွင်းနေတယ်ဆိုအနီလေးလင်းမယ်နော်ဒီသဘောတရားလေးနော်ဒီကဘိုးလေးပေါ်တာတို့ဘာလို့ကြည့်လိုက်ရင်ဒါရှင်းသွားပြီနော်ဒါလေးကိုပြောပြတာနော်ဒါ theory လေးတွေဗာလေးတွေအုံတော်လေးတွေသိမှဒါနားလေတာကြ